Hello တူကလာပါကျိုးလေးတွေလိုတော့မှာကျိုးလေးတွေလိုတော့မှာနားလေးတွေလိုတော့မှာလိုတော့မှာရပြီမယ်နော်ဝီယိုဗီတမျိုးပြပါအဲ့ဒီမှာလေးပါဆွဲကြည့်ပါအရင်လာတော့ဒါကြီးပါရှင်မနော်ဒါလေးကလဲမတီကျိုးပါရှင်ဟန်ကြည့်ပြီးကြွကြွကြီးနဲ့ပေါင်းထုတ်လို့ရတယ်ယောက်ျားလေးဆွဲမလားမိန်းကလေးဆွဲမလားအရင်ကိုလာတော့ပါရှင်ကဲနောက်ခါကျကျုံးဟဲ့ကျိုးပြာကြီးလှလိုက်တာနော်မေမေတွေကိုမကြောရသေးရင်ဒါတွေကြောပါရှင်မေမေတွေကိုမကြောရသေးဒီလိုကြွကြွကြီးကြွကြီးကြွကြွကြီးကြီးကြီးကြောပါရှင်အရင်လာတော့ပါနော်ကျိုးပါအသားတွေကိုကြက်ကြောပါရှင်အရင်လာတော့ဣတုံတိုးကြီးပေါ့နော်ရွှေဆိုမှရွှေဝင်းထိန်တောက်ပါ15ဘဲရဲ့အသားတစ်စိပ်ပါတယ်ရွှေကိုမှပျော့ဤဖက်နေတော့နော်ဒီလိုမျိုးပါရှင်ဒီလို15ဘဲရေတောင်မှအခောက်တိုင်းလှနေတော့ရွှေရအရန်ကောင်းတော့နေပြီးတော့လက်ဝဲမြုပ်ကစတက်ထွတ်ရွှေတိုင်းကဖြစ်ပါတယ်အခုကဆိုရင်ကြည့်ပါအောင်တစ်ချက်ကျိုးတဲ့သူ့အဟန်ကြီးရလေမသိရင်နှစ်ချက်ဝင်းညက်နှစ်ချက်ခွဲသားလောက်ကိုရှိရဲလို့ထင်ရပါတော့ကျိုးကြီးပါရှင်အရန်ကိုလှတော့နှစ်ထပ်ကျိုးကြီးဖြစ်ပါတယ်ဒီဘက်မှာတစ်ထပ်ဟောဒီဘက်မှာတစ်ထပ်နှစ်ဖက်လာကြီးပေါ့နော်အပြားကြီးနဲ့အဟန်ကြောတွားကြီးနဲ့ကိုကျမတို့ကဒီတစ်ချက်စွန်းစွန်းလေးကုန်းနှစ်ချက်အထည်လောက်ကိုဝေးရတယ်ပေါ့နော်ဝေးရတာဖြစ်ပါတယ်ဒါကတော့နော်မြောင်းချိုးလေးပေါ့နော်မြောင်းချိုးမှာအပြားကြီးကိုသူကကြတော့ငမ်းမှုဝင်းညက်လောက်ပဲရှိမယ်နော်ငမ်းမှုချိုးတော့မှအရန်ကိုကြွားပြီးကြီးတော့ထည့်တော့ကျိုးကြီးတွေဖြစ်ပါတယ်ရှင်ဒီမှာတဲ့ဘောလုံးကျိုးဘောလုံးဆိုလဲဒီမှာဘောလုံး3လုံးကြီး1လုံးသေး1လုံးအဲ့လိုသွားတယ်ပေါ့နော်ဒါတွေကတော့အရင်ဗီဒီယိုမှာမတက်တော့ဒီလိုမျိုးရှူကာကျိုးတွေဘောလုံးအညီကျိုးတွေဘောလုံးတဝက်ကျိုးတွေကတော့အများကြီးနောက်မှာဒီမှာကောင်လာထဲမှာအကိုကြည့်လိုက်တော့เนาะအကုန်ရှိတယ်ဒါလေးကနီးစက်ရလှလေးကိုပြပေးတာကျိုးလေးကိုဒီလိုတစ်ထပ်ဒီလိုမျိုးလေးကို့မှာတော့ဘောလုံးကျိုးရှိပြီးသားဆိုလဲဥပမာကိုကเนาะဘယ်လိုပြောမလို့ဆိုတော့ဒီဟိုပါပေါ့အလှတွေပါတွေမှာတဲလေးတို့ပွဲတက်တော်ဝစ်ရှင်နေဆိုရင်ဒီလိုလေးတွေ2ကျိုး3ကျိုးလဲဝစ်ရှင်ဝတ်လို့ရပါတယ်ရှင်အရန်ကိုလှတော့ဒီလိုကျိုးကြီးကိုရရှိမှာဖြစ်ပါတယ်နောက်ခါကျရင်ဒီမှာကျုံဒီစပယ်ဘူးကျိုးဆိုရင်မရိုးဘယ်ဘူးကျိုးဆိုတာအတူလဲရှိရတယ်လေနော်အတူရှိပါတယ်ဒါကတော့ခေါင်းစုဈေးကွက်ကိုမှဈေးကွက်လေးနဲ့ပေါ့နော်ဒါလောက်ထားတာဖြစ်ပါတယ်နောက်တစ်ခါကျတဲလေးဒါထောင်းမီကျိုးပါရှင်ထောင်းမီကျိုးကတော့မသက်ဒီမှာပါထောင်းမီကတော့နောက်မှာတဲလို့မြင်တဲ့အတိုင်းအကိတ်ကြီးပေါ့နော်ငါချက်သားကုန်းကြီးလေးရှိတယ်ဒါကတော့မသက်ထောင်းမီအသေးပေါ့နော်တစ်ချက်စိုးလေးပါရှင်နော်ငါချက်ကုန်းရောမသက်ကပြပေးပါမယ်ရှင်โอเคကဲဆိုင်မလားအဝယ်ပြီးအပေးချင်နေဆိုရင်ဟိုမှာပါဒါထောင်းမီကျိုးပါတောင်းမီကျုပ်ယူခိုင်းတဲ့လူကဒီမှာပျောက်သွားလို့မှာပါနော်ဒီလိုဆက်ကြိုးတွေဗရက်တွေနော်ယူချင်တယ်ဆိုရင်ဆိုင်မှာလာရောက်ပြီးတော့ဒါလေးတို့အပေးချင်တယ်ဆိုရင်အပေးလို့ရပါတယ်